ခုဆိုလို့ရှိရင်ပေါ့နော်ဒီဟိုဟာဖော့တစ်ထပ်ပေါ့နော်ဖော့တစ်ထပ်ခံမယ်ပြီးသွားလို့ရှိရင်ဒီမိုးကသားကိုသူ့ရဲ့အပေါ်ကထပ်ခံမယ်သူ့ကိုအဲ့လိုမျိုးလုပ်ဖို့အတွက်ကဘာလေးတွေလိုမလဲဆိုတော့ဒီလိုမျိုးကလစ်ကလေးတွေလိုမယ်နော်ဒီလိုမျိုးကလစ်ကလေးတွေလိုပါမယ်ခုဆိုဒီဥစ္စာလေးကိုဒီလိုမျိုးလေးထားလိုက်တယ်ပေါ့နော်ဒီဟာလေးကိုညီလေးလုပ်ပြီးထားလိုက်တယ်ဒီဖော့တစ်ထက်ရဲ့အပေါ်မှာမိုးကသားတစ်ထက်ပေါ့နော်ဒီလိုဖောင်းလေးပေါ့နော်အဲ့လိုလေးဖြစ်အောင်လုံးမယ်ပေါ့နော်ဒါလေးကတော့အရင်ဆုံးတစ်ခါကြိုထိုးထားတယ်ပေါ့နော်ကြိုထိုးထားတယ်ဆိုတာနှစ်ခုစီရှိတာဖြစ်တဲ့အတွက်တစ်ခုပြရင်ရတယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်းထိုးပြီးသွားပြီဒီလိုပုံစံလေးပေါ့နော်ထဲမှာဆိုအီလေးသူကဖော့ခံထားတော့အီလေးပေါ့နော်ကိုကတကယ်လို့ဖော့မသုံးဆိုရင်တော့အီလေးမဖြစ်ဘူးပေါ့နော်ဒါလေးကဘေးဘက်ကလေးတစ်ဖက်ပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်းလုတ်ပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးဖော့ချက်ကလေးနဲ့တွဲပြီးတော့ခံပြီးသွားပြီအဲ့တော့ကိုကအခုဘယ်လိုဆက်လုပ်ရမလဲဆိုတော့ဒါဆိုလို့ရှိရင်လည်းအောက်ခြေပေါ့နော်အောက်ချမ်းလေးလည်းပြီးသွားပြီပေါ့နော်အဲဆိုတော့ဒီလိုပုံစံမျိုးလေးဖြစ်အောင်လုပ်ရမှာဒီလိုပုံစံလေးဖြစ်အောင်ပြီးရင်လုပ်ပြမယ်နော်လောလောဆယ်ဒီဟာလေးကိုအရင်ဆုံးတုပ်ပြမယ်ဘေးဘက်ကလေးတွေကိုပြမယ်ပေါ့နော်အရင်ဆုံးအောက်ကိုဖော့တစ်ချက်ခံလိုက်တယ်ခံလဲပြီးရောမိုးကသားကိုအပေါ်ကနေထပ်ပြီးတော့အုပ်တယ်ပေါ့နော်အုပ်ပြီးသွားလို့ရှိရင်သူကဒီဒေါင်းလေးတွေကိုပေါ့နော်ဒီလိုမျိုးလိုက်ပြီးတော့တုပ်မယ်ပေါ့နော်တုံးမယ်ဆိုတော့ဒီနေရာမှာကဟိုပြောစရာတစ်ခုပဲရှိပါတယ်เนาะပြောစရာတစ်ခုပဲရှိရကျန်တာမဟုတ်ဘူးဟိုပြီးကျင်စောအရင်လောဘကြည့်ပြီးခက်ကြဲကြဲကြီးမတုပ်ပါနဲ့လှလှပပတေးသေးတက်တက်ကလေးဖြစ်အောင်တော့တုပ်ပေးပါပြီးတော့ဟိုဒီနှခမ်းရဲ့အထက်ကိုကြော်ပြီးတော့မတုပ်ပါနဲ့ဒီအတွင်းနဲ့ရောက်ကလေးကိုတုပ်ပေးပါဘာလို့လဲဆိုတော့ဒီဘက်မှာကော့ချက်တွေပြီးလို့ရှိရင်တွဲလို့ရှိရင်ပေါ့နော်ဟိုကော့ချက်တွဲလို့ရှိလို့ရှိရင်နောက်ထပ်ချီတလိုင်းဝင်အောင်မှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးပေါ့ဒီလိုမျိုးနှခမ်းလေးတွေကိုကလော်ပြီးတော့တုပ်ပေးပါဆွဲပြီးတော့ဗောနော်ရော့ကြီးလည်းမဖြစ်စေနဲ့အလဲကောင်လေးတင်းလေးဖြစ်အောင်ဆွဲပြီးတော့ဒီလိုမျိုးလေးတုပ်ပေးသွားပါဒီလိုလေးဗောနော်ဒီလိုလေးနော်ဒီဘက်ကလေးကိုလည်းပြန်ဖိထားလိုက်အောင်ဒါဆိုလို့ရှိရင်ဒီလိုလေးဆက်ပြီးတော့တုပ်သွားမယ်နော်ညှိတာတော့ညှိတယ်တခြားကြည့်နော်ဒါဆိုညှိနေပြီအဲဆိုဒီလိုမျိုးလေးဆွဲပြီးတော့တုပ်သွားပြီမယ်နော်ဒါတော့ကိုအဆင်ပြေသလိုတုပ်လို့ရရဲ့နော်ကိုအဆင်ပြေသလိုတုပ်လို့ရတယ်အဓိကကိုယ့်ရဲ့လက်ရသေးသေးတက်ကလေးဖြစ်နေဖို့ပဲအရေးကြီးတာဒီနေရာမှာအချီပြောက်ကလေးကိုသုံးရင်တော့ပိုကောင်းပါတယ်เนาะတခြားအရောင်ကြီးတွေနဲ့ဆိုရင်တော့ပေါ်ပြီးတော့နည်းနည်းရုပ်ဆိုးမယ်လို့ထင်တယ်ပေါ့နော်အချီပြောက်ကလေးနဲ့ပဲတွဲစီချင်ပါတယ်အချီပြောက်ကလေးကြတော့ဒီဘက်ထဲတွေဝင်ပြီးထိုးမိသွားလဲဟိုအရာမပေါ်ဘူးပေါ့နော်ကျန်တဲ့ဟာဆိုရင်တော့အဆင်မပြေနိုင်ပါဘူးဒါဆိုလို့ရှိရင်ဟိုဘက်အထီကိုဆက်ပြီးတော့ထိုးမယ်နော်အပြီးထိုးလိုက်တော့မယ်နော်ဒီဟာလေးကိုခုဆိုလို့ရှိရင်တော့ဒီလိုလေးရပြီပေါ့နော်ဒီလိုလေးရပါပြီဒီလိုလေးရသွားပြီနော်အဲဆိုတော့ဒီကောင်လေးကိုဒီရခန်းနဲ့နီးလေးပြမယ်နော်တော်ကြတော့ကလေးတွေတော့လိုတယ်နော်ကလေးတွေလိုတယ်အဲ့တော့ဒီကောင်လေးကဒီပေါ်မှာဒီလိုပုံစံမျိုးလေးရှိနေမယ်ဒီလိုလေးလုပ်ကြည့်လိုက်နော်ဒါပို့ပြီးတော့ချထားတာဖြစ်တဲ့အတွက်အဆင်ပြေတယ်နော်ဒီလိုပုံစံလေးရမယ်အဲ့ကြလို့ရှိရင်ဒီချာနေရာလေးချပြီးသွားရင်ဒီလိုလေးနော်ခောက်လိုက်မယ်ဒီပုံစံလေးရမယ် ဒီ
ဒါခဏယာကြီးပဲအရင်ဆုံးညှက်ထားအောင်ပါနော်ပြီးဟိုဘက်ဒီဘက်ဟိုခက်တင်းတင်းဖြစ်အောင်ဆွဲရတဲ့အပိုင်းလေးတွေပြမယ်ခုကတော့ယာကြီးလေးပေါ့နော်လောလောဆယ်အရင်ဆုံးခောက်လိုက်တယ်ခောက်ပြီးတော့နေရာလေးချဖို့အတွက်ကိုယာကြီးလေးအရင်ဆုံးညှက်ထားလိုက်မယ်ဒီဘက်ကလည်းဒီလိုပဲဒီလိုပုံလေးဝင်ခောက်လိုက်ခောက်ပြီးသွားရင်ဒီလိုလေးရရင်ဒီလိုလေးဖိလိုက်ဖိပြီးသွားရင်ဒီမှာဒီလိုပုံလေးဖြစ်မယ်နော်အမိုးကလာဆိုတော့ပြန်ချော့တော့အဲ့တော့ဖိထားပုံလေးပေါ့နော်ဟိုဘက်ဒီဘက်ဒါဆိုရင်ဒီဘက်ကအဆင်ပြေတယ်ဒီဘက်ကအရန်ပွားပွားကြီးဖြစ်နေသေးတယ်ဒီခေါင်းလေးနဲ့ပြန်လျှော့အောင်လုပ်ရဒီလိုလေးပေါ့နည်းနည်းလေးပြန်ကြော့ဒါဒီမြောင်းလေးတစ်မြောင်းကပေါ်နေအောင်လွှတ်ထားရမှာဒီလိုလေးရဒီလိုလေးနော်ဒါဆိုရင်ဒီဘက်နှစ်ဖက်ကဆွဲပြီးတော့ထိုးမှလည်းပါနဲ့ဆိုဒီဘက်ကအလောပဲပေါ့နော်အဲကြတော့မှဒီဘက်ဒေါင်းလေးကိုဒီလိုလေးဝင်ပြီးတော့ဒီလိုလေးဖိလိုက်ကွေးလေးဖြစ်အောင်ကြည့်ကြက်လုပ်ပေါ့နော်ဒါဆိုရင်ဒီဒေါင်းဒီလိုလေးအဲ့ဆိုကျန်နေတဲ့ဒီဘက်ကိုလည်းထပ်ပြီးလုပ်မယ်နော်ကဲခုဆိုဒီလိုမျိုးခက်တင်းတင်းလေးတော့ဆွဲပြီးသွားပြီပေါ့နော်ဆွဲပြီးသွားပြီဆိုရင်ခုနတုန်းကလိုပဲလိုက်ပြီးတော့ချုပ်မယ်ပေါ့နော်လိုက်ပြီးချုပ်မယ်ဆိုတော့ချုပ်ထားတော့အတူတူပဲခုနတုန်းကလိုပဲချုပ်မှဖြစ်တဲ့အတွက်ချုပ်ထားတော့ဖြတ်မပြတော့ဘူးနော်အဲ့ဒါလေးကိုခုနလိုပဲချုပ်ခဲ့မယ်ဆွဲပြီးချုပ်မယ်နော်ဒီလိုမျိုးဟိုရော့နေမှာဆိုလို့ပေါ့နော်ခက်တင်းတင်းလေးဆွဲပြီးတော့ချုပ်လာခဲ့မယ်အခုဆိုလို့ရှိရင်တော့ပေါ့နော်ဟိုဟာလေးလုပ်မယ်တို့ဒီဟိုဟာလေးပေါ့နော်ဗာလဲစစ်ဆွဲလေးကိုကြတော့ तू ကအရင်ဆုံးဒီဇစ်နဲ့ဒီဟာလေးနဲ့ကိုအရင်ဆုံးနေရာချမယ်ပေါ့နော်နေရာချမယ်ဆိုတော့နေရာချပြီးကမှဟိုကောင်လေးကတုတ်မှာဆိုတော့ဒီလိုလေးပေါ့တို့ကအမီးကိုနည်းနည်းလေးရှည်ပြီးယူမယ်အမီးလေးကိုနည်းနည်းလေးရှည်ယူမယ်ဆိုတော့ဒီကောင်ဒီလိုလေးဒါလေးဒီဘက်ထဲဒီကိုဝင်မှာဆိုတော့ဒီနားလောက်ကလေးကနေစနော်ဟိုဘက်ကိုအများကြီးယူထားလိုက်မယ်ဒီဘက်ကိုအများကြီးယူထားမယ်ဒီဘက်ကိုနည်းယူထားမယ်အဲဆိုဒီလိုပုံလေးပေါ့သူကတော့အရင်တွေးစရာမလိုပါဘူးသူကဒီလိုလေးပေါ့ဒါလေးညှက်ထားလိုက်မယ်နော်ဒီလိုလေးပေါ်ရင်ရပြီကွာဒီလိုလေးပေါ်ရင်ရပြီဒီလိုလေးနော်ဒီလိုပုံလေးအဲ့လိုလေးကိုအရင်ဆုံးလိုက်ချုပ်သွားမယ်အခလေးနဲ့လိုက်ချုပ်သွားမယ်ဒီဥစ္စာလေးကတော့ဘယ်လိုပြောမလဲဒီဘက်ကြီးကိုဒီဇစ်ကဲနဘေးကိုတော့အရင်ရောက်ကြီးထိုးလို့မဖြစ်ဘူးဒီနားလောက်ကနေပြီးတော့ပဲဝင်သွားမယ်ဘာလို့ဆိုတော့တို့တွေကဒီဟာမှာနှစ်ခုသွားမှာဖြစ်တဲ့အတွက်ရတယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့အခုဒီမှာဒီဥစ္စာနဲ့တစ်ထပ်တွဲချုပ်ပြီးသွားလို့ရှိရင်ဒီမှာမိုးကသားနဲ့နောက်တစ်ထပ်ထပ်ပြီးတော့အဲ့ဒီ line ကိုပဲထပ်သွားမှာဖြစ်တဲ့အတွက်ကိုပဲဒီကောင်ကဟိုပြောရမယ်ဆိုလို့ရှိရင်အထိန်အနေနဲ့အရင်ထိုးသွားလို့ရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒါပေမဲ့ဘယ်လိုပဲပြောခိုင်အောင်တော့တုတ်ရမှာပဲပေါ့နော်ဒီ line နဲ့ကိုဝင်လိုက်ဒီ line လေးတဲ့ဟိုနာနေလောလောဆယ်အရင်တော့ဖုန်းနဲ့ရိုက်ပြီဆိုရင်တိတ်ပြီးတော့ဖုန်းမပြတတ်တော့ကိုကနဲ့ကိုတယောက်တည်းဆိုအစင်နေပြီလို့အဲ့လိုဖြစ်နေကိုဒီ line ကိုတောက်လျှောက်ထိုးပါမယ်နော်ညစ်ပါပြီကိုကစားပြီတော့ဒီလိုလေးနော်အတိုင်းလေးကိုဟိုဘယ်လိုပြောမလဲလမ်းကြောင်းတန်းလေးပေါ့နော်တောက်လျှောက်တို့ထိုးပါမယ်ဒီလမ်းကြောင်းလေးပေါ့နော်ဒီလမ်းကြောင်းလေးအတိုင်းဆက်ထိုးပါမယ်
တိုင်းကြီးဆက်ထုတ်သွားမယ်နော်ဟိုဘက်ထိဒီလိုပုံလေးတကယ်တော့ဒီဟာထိမ့်ထားလဲဘာမှတော့မဖြစ်ဘူးဘာလို့ဆိုဒီလိုလေးပဲသူကလည်းသူသွားလို့ရတယ်နော်သဘောအနေနဲ့ထိမ့်ပြတာအဲဆိုလို့ရှိရင်ဒီဟာလေးတစ်ချမ်းအရင်စထုတ်လိုက်မယ်နော်အခုဆိုရင်တစ်ချမ်းရပြီပေါ့နော်တစ်ချမ်းတွဲပြီးသွားပြီဒီနောက်ကျန်တဲ့တစ်ချမ်းကိုလည်းခုနကတော့လိုပဲဆက်တွဲမယ်နော်ဒီလိုလေးပဲညီအောင်တော့လုံးနော်ညီလေးတော့လုံးဒီမှာဒီလိုလေးပေါ့နော်ဒါနဲ့ဒီလိုတန်တန်ဆိုဒီလိုပေါ့ညှက်ထားမယ်ခုနလိုပဲဒီပုံစံလေးပေါ့နော်အဲဆိုရင်ခုနလိုပဲအချီလေးနဲ့ဝင်တွဲမယ်တန်းအောင်တော့လုံးနော်ဒီမှာတန်းလေးဖြစ်အောင်တော့လုံးခုနကတော့လိုပဲဒီ line ထဲမှာပဲထိုးမယ်နော်ဒါတော့ကိုအစဉ်ပြေသလိုတုတ်သွားလို့ရတယ်ပြီးလို့ရှိရင်လည်းမိုးကသာတစ်ထပ်ခံအောင်ပါဆိုတော့နော်ဒီလိုလေးပေါ့အဲဆိုဒီဘက်ကိုထပ်ပြီးတော့တုတ်သွားမယ်နော်ဆက်တုတ်သွားမယ်နော်ဒီဘက်အဆုံးထိဆက်တုတ်သွားမယ်ကျွန်တော်နှစ်ခုစလုံးဒီလိုမျိုးလေးပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးပြီးသွားပြီဆိုတော့ဒီလိုလေးဖြစ်သွားပြီဒီလိုလေးဖြစ်သွားပြီဆိုရင်ကိုထိုးထားတာညီလားမညီလားပြန်ကြည့်ဖို့အတွက်ကိုဒီလိုလေးလုပ်ကြည့်လိုက်နော်ရမယ်ခဏလေးဒါဒီကျိုးဒီနောက်ကိုပို့လိုက်မယ်ဒီလိုလေးပေါ့ညီတယ်နော်ဒါသူထိုးထားတာလေးညီတယ်ပေါ့နော်ကိုကြည့်လိုက်လေကွက်တီးမယ်နော်အဲဆိုလို့ရှိရင်ဒီကောင်လေးကိုတော့ဒီထဲကိုနည်းနည်းလေးပြန်ကွေးမယ်နည်းနည်းလေးပြန်ကွေးမယ်ဟိုအခုမကွေးသေးဘူးဟိုနဲ့ကြမှာရောကွေးမယ်ဒီဟာနဲ့ကြမှာရောကွေးမယ်နော်အဲဆိုလို့ရှိရင်အခုဒီဟာလေးတက်နီးထပ်ပြီးတော့ကြည့်အောင်ဒီမှာကျိုးဖြတ်မထားအောင်နော်ကျိုးဖြတ်မထားဘူးဆက်ထိုးမယ်ကဲအခုဆိုလို့ရှိရင်ပေါ့နော်ဒီကြံနေတဲ့ဒီဖြင်းစားလေးတစ်ခုကိုဒီနားလေးမှာတက်ပြီးတော့အဲ့လိုမျိုးလေးတွေကလစ်နဲ့ညှက်ထားတယ်ပေါ့နော်ဟိုဒီမှာကျတော့ဖော့မပါတဲ့ခါကျတော့ဟိုပထမဟာလိုမျိုးခက်တော့ဖိရမှာမဟုတ်ဘူး तू ကသူတစ်ခက်ဖြစ်တဲ့အတွက်ကိုအဆင်ပြေတယ်နော်ဒီမှာဒီလိုမျိုးလေးတွေညှက်ထားတယ်ပေါ့နော်ဒီလိုမျိုးလေးတွေညှက်ထားတယ်ပြီးတော့ဟိုဒီဇစ်ကိုဒီလိုမျိုးအတန်းမလုပ်ဖက်နဲ့ဒီလိုမျိုးလေးကွေးလိုက်တယ်ပေါ့နော်ဒီနားလေးမှာဒီလိုမျိုးလေးကွေးပြီးတော့ဒါလေးကိုအရင်ကွေးလိုက်တယ်ပေါ့နော်ကွေးပြီးတော့နည်းနည်းတုပ်လိုက်တယ်တုပ်ပြီးကမှဒီဟာလေးကိုဖြန့်ပြီးတော့ခောက်ပြီးတော့ထည့်ထားတယ်ပေါ့နော်အဲ့တော့တို့ဒီဥစ္စာကိုလည်းပထမလိုပဲချုပ်မယ်ပေါ့နော်ချုပ်မယ်ဆိုတော့ဒီမှာချုပ်မယ်နော်ချုပ်တာကတော့အတူတူပဲကိုခိုင်အောင်ကိုအစင်ပြေတဲ့နီးနဲ့ချုပ်နော်အဲ့တော့ဒီဥစ္စာကတော့မပြလည်းရတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဥစ္စာကကိုနီးနဲ့ကိုဟန်နဲ့ဟိုချုပ်မှဖြစ်တဲ့အတွက်ပေါ့နော်ပြောချင်တာတစ်ခုကတော့ဒီဇစ်ကဒီဘက်ဘေးကိုအရန်မကတ်နဲ့အရန်ကတ်လို့ရှိရင်ဒီရှောက်လန်းနဲ့မလွတ်လို့ရှိရင်ဆွဲလို့မရမှာဆိုလို့နော်ကျန်တာကတော့ခတ်တင်းတင်းလေးပဲဆွဲပြီးတော့ချုပ်သွားမယ်တကယ်တော့ဒီဥစ္စာမချုပ်လဲရတယ်ဟိုကဘာလဲဘယ်လိုပြောမလဲဒီအောက်ကိုပြန်ကြည့်လို့ရှိရင်အပေါက်တွေဖြစ်နေမှာဆိုလို့ဒါဒီတစ်ထက်ကိုထပ်တာပေါ့နော်ကိုကတကယ်လို့မထက်ချင်လဲရတယ်ဒီဇစ်အပြားလေးကနည်းနည်းသေးတော့လေအဲ့ဒါဆိုလို့ရှိရင်တို့ဒီဟာလေးကိုဆက်ပြီးတော့ချုပ်မယ်နော်စင်ပြေတယ်လို့ကြည့်ချုပ်ရတယ်နော်ပြီးမှပဲပြန်ပြတော့မယ်နှစ်ဖက်စလုံးအဲ့လိုချုပ်သွားမယ်နော်အခုဆိုရင်တော့ဇစ်ရက်တက်ပြီးသွားပြီပေါ့နော်ဇစ်တက်သွားပြီးသွားဆိုရင်ဇစ်ပိတ်ကလေးတက်တဲ့နည်းကိုပြန်ကြည့်မယ်နော်ဒါပြီးမှအိမ်နဲ့တွက်ချုပ်မယ်ဒီဘက်ကလေးတက်ဖို့အတွက်ကိုဒီနောက်ကလေးကိုအရင်ချုပ်မယ်ပြီးသွားရင်ဒီဟာလေးကိုဒီလိုမျိုးလေးခောက်မယ်ပေါ့နော်ထိုးထည့်မယ်နော်အတွင်းထဲကိုအဲ့ဒီဟိုဟာလေးကိုဝင်အောင်ထိုးထည့်နော်ထိုးထည့်ပြီးသွားရင်ဒီလိုလေးကြက်လိုက်မယ်ပေါ့နော်ဝရုပ်လက်လေးနဲ့ကြက်လိုက်မယ်ဒါဆိုရင်ဇစ်ပိတ်တဲ့နည်းနဲ့ပြီးသွားပြီပေါ့နော်ဇစ်ပိတ်တဲ့နည်းလည်းပြီးသွားပြီလို့ရမယ်ကြက်အောင်ကြက်မှရမယ်နောက်မှဆိုထွက်သွားမှာဆိုတော့ဒါဆိုရပြီနော်ဒါဆိုကြိုက်တယ်လို့ဆိုထွက်တော့ဒါဆိုရင်ဒီလိုမျိုးလေးရမယ်နော်โอเคမင်းအိတ်နဲ့ကော့ချက်တွေကိုပေါ့နော်အကုန်တွဲပြီးချုပ်မယ်ပေါ့နော်အိတ်ပုံစံဖြစ်အောင်လို့ဒီနေရာမှာတော့ဟိုမှတ်ချိတ်ကလေးတွေလိုတယ်ပေါ့နော်မှတ်ချိတ်ကလေးတွေလိုတယ်ပတ်လေကိုအကုန်လုံးကိုဟိုမတွဲခင်မှာအရင်ဆုံးဒီလိုမျိုးပုံစံလေးဖြစ်အောင်အရင်ချုပ်မယ်နော်အရင်ချုပ်မယ်ဆိုတော့
ဓမ္မဆိုရင်ဒါဘေးဘက်နှစ်ခုတေးသေးချာချာလေးတော့ချုပ်ဖို့လိုတယ်ပေါ့နော်ဟိုမှတ်ချိတ်ဖို့လိုတယ်ဒီကွင်းလေးတွေကအောက်ရောက်နေတတ်တယ်ပေါ့နော်တခါကျရင်ရှင်းပြီးတော့ပေါ့ဒီအောက်ကိုရောက်နေတတ်တယ်အဲ့ဒါဆိုအောက်ရောက်နေလို့ရှိရင်ကိုကပြန်ဖြုတ်ရမှာနော်အဲ့တော့ဒီမှာတခါတည်းသူ့နေရာလေးနဲ့သူထားပြီးတော့ဒီမှတ်ချိတ်ကလေးတွေနဲ့ဘေးဘက်ကလေးတွေကိုအကုန်ကြနာနာလေးချိတ်မယ်ပေါ့နော်ချိတ်ထားပြီးကြမှာတို့တွေစပြီးတော့တွဲမယ်ပေါ့နော်တွဲတာတော့ကိုကတော့လောလောဆယ်ဒီအယောင်လေးကိုပဲတွဲမယ်နော်ဒီမှာပြောကြတဲ့ခုရှိတာကဒီအယောင်ကိုမတွဲကျင်ပဲတခြားအယောင်တွဲကျင်လည်းရတယ်ကိုကတော့ဒီအယောင်လေးကိုဘေးကိုကွတ်ထားတာဖြစ်တဲ့အတွက်ဒီအယောင်လေးနဲ့ပဲတွဲမယ်ဒီအယောင်လေးကတော့ဟိုပါပေါ့နော်ဘယ်လိုပြောမလဲအသားအယောင်ပုံစံမျိုးလေးပေါ့နော်အဲ့တော့ဒေါင်းတစ်ခုခုပါပေါ့နော်ဒီဘက်တောင်းပါပဲဖြစ်ဖြစ်ဒီဘက်တောင်းပါပဲဖြစ်ဖြစ်ကြိုက်တဲ့နေရာအဆင်ပြေတဲ့နေရာကနေပြီးတော့စလို့ရတယ်အဓိကတော့ကိုမှတ်ထားတာလေးတွေ line ညီဖို့လိုတယ်နော်ကိုကဒီမှာဒီနေရာမှာဒီ line ကိုယူထားတယ်ဆိုရင်ဒီဘက်ကလည်းဒီ line ပဲနော်တစ်ဖက်နဲ့လွဲသွားပြီဆိုလို့ရှိရင်အိတ်ကြီးကအပေါ်တက်တာတို့အောက်ဆင်းတာတို့မညီမညာကြီးဖြစ်နေတတ်ပါတယ်အဲ့ဒါလေးတော့တစ်ခုသတိထားစေချင်ပါတယ်နော်အခုဆိုလို့ရှိရင်တော့ဒီရဲ့မှတ်ချိတ်တဲ့အပေါ်ပေါက်ကနေပြီးတော့ဝင်ပြီးတော့ပဲဝင်လိုက်မယ်နော်အဲ့ဒီကနေတွဲမယ်ဆိုတော့ပထမဦးဆုံးဒီလိုမျိုးလေးဆွဲထုတ်လိုက်မယ်ဆွဲထုတ်ပြီးသွားရင်ဒီကျိုးကို2ချက်လောက်ချိမယ်နော်2ချက်လောက်ချိလိုက်မယ်ဒါပြုတ်မှာဆိုလို့ပေါ့နော်ခက်တင်းတင်းလေးချိမယ်နော်ဒီနေရာမှာခက်တင်းတင်းလေးချိလိုက်မယ်ဒီလိုလေးရမယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှတ်ချိတ်တွေကသူ့နေရာနဲ့သူရောက်ခါမှာပဲဖြုတ်မယ်နော်ဒီတိုင်းသွားမဖြုတ်လိုက်နဲ့အဲ့ဆိုရင်ဒီကောင်လေးကိုဒီအစားလေးကိုတစ်ခါတည်းဖွင့်ပြီးတိတ်သွားမယ်ဒီနေရာမှာတစ်ခုတတိထားမှာအပေါက်ကိုကြော်မထိုးပါနဲ့နော်အကုန်လုံးကသူ့ဟာနဲ့သူကွက်တီလောက်ထားတာဖြစ်တဲ့အတွက်ကိုပဲအပေါက်ကြော်ထိုးလို့မရပါဘူးတမန်နော်ဒီလိုမျိုးဟိုဘယ်လိုပြောမလဲဒီဖွန်မီပုံစံဖြစ်နေတဲ့ဟာလေးနှစ်ခုစလုံးကိုဝင်ပြီးထိုးမှာနော်တစ်ခုတည်းမဝင်ပါနဲ့နှစ်ခုစလုံးကိုဝင်ပြီးထိုးမှာပါဒီလိုမျိုးပုံစံလေးပေါ့ပြီးရင်လည်းဒီဘက်ကနေပြန်ပြီးတော့ဝင်မယ်နှစ်ခုစလုံးနဲ့ကိုဝင်မှာနော်နှစ်ခုစလုံးနဲ့ကိုဝင်မယ်ဒီဘက်ကလည်းဒီလိုပဲနှစ်ခုစလုံးနဲ့ကိုဒီလိုမျိုးလေးဝင်မယ်ဝင်ပြီးသွားရင်ဆွဲထုံမယ်သူ့ line လေးတွေနဲ့သူ့ကိုလှအောင်လို့ခက်တင်းတင်းလေးဆွဲသွားနော်ဒါဆိုရင်သူ့ဟာနဲ့သူလှပါလိမ့်မယ်ဒီလိုမျိုးလေးတင်းတင်းလေးဆွဲမယ်နော်အဲဆိုရင်ဒီဘက်အထီရောက်အောင်ထိုးမယ်ထိုးပြီးသားအပေါက်ကိုပြန်ဝင်မိမယ်နော်ထိုးရသေးတဲ့အပေါက်ကိုပဲဝင်ထိုးပေးပါဒီလိုလေးပေါ့နော်အဲဆိုလို့ရှိရင်ဒီဘက်အထိရောက်အောင်တစ်ခါထိုးမယ်နော်ဆိုရင်ဒီထောင်းနေရာကိုရောက်ပြီပေါ့နော်အကုန်လုံးကကော့ချက်ကလည်းသူ့အကွက်နဲ့သူဆိုတော့မားစရာအကြောင်းမရှိဘူးမေးဘက်ထိုးထားတာတွေကလည်းကိုွေးထားတဲ့နေရာတွေမှာတိုင်ပွားတွေဘာတွေကစပြီးအကုန်လုံးအတူတူပဲလှုပ်ထားတာဖြစ်တဲ့အတွက်သူ့ဟာနဲ့သူအပေါက်ကိုသာမှန်ထိုးလာခဲ့မယ်ဆိုရင်လွဲစရာအကြောင်းမရှိပါဘူးနော်အဲ့တော့ဒီနားကိုရောက်ပြီဆိုလို့ရှိရင်တစ်ချက်ကြည့်မယ်သူကနှစ်နေရာဆက်ရမယ့်နေရာဖြစ်လို့ပေါ့နော်ဒီကိုရောက်ပြီဆိုလို့ရှိရင်ဒီလိုလေးပေါ့နော်ဒီရောက်ပြီဆိုလို့ရှိရင်ဒီနဲ့ဒီနေရာဒီကိုသွားမှာဒီနဲ့ဒီနေရာသွားပြီဆိုတော့ဒီမှာကဒီကိုခုံကူးဖို့အတွက်ကိုဒါဒီနေရာပေါ့နော်ဒီလိုလေးရမယ်နော်အကြမှာဒီကိုတစ်ချက်ပြန်ဝင်မယ်ဒီဒေါင်းနေရာလေးတွေကြရင်တော့တေချာလုံးနော်ဘာဖြစ်လို့လဲဆိုတော့ခက်တင်းတင်းလဲဆွဲရမယ်ဒေါင်းပေါက်နေရာရရင်2ချက်တော့ပြန်ဝင်ပေးပါတစ်ချက်တည်းဆိုလို့ရှိရင်သူကပွားပွားကြီးဖြစ်ပြီးတော့လက်ရဘယ်လိုပြောမလဲမသိမတက်ကြီးပေါ့နော်ဖြစ်နေမှာဆိုလို့ပါတကယ်လို့ကိုကဒီဘက်ကိုပြန်သွားခြင်းလည်းရတယ်ကိုကတော့ဒီဘက်ကိုပဲပြန်သွားမယ်ဘယ်လိုပြောမလဲအခုဒီကနေပြီးဒီထိထိုးလာပြီမဟုတ်လားဒီဘက်ကိုပြန်ဝင်ကိုယ်ဝင်ခြင်းလည်းရတယ်ဒီဘက်ကနေပြီးဒီဘက်တစ်လိုင်းလုံးကိုတောက်လျှောက်ရေးခြင်းလည်းဆိုလည်းရတယ်ပေါ့နော်ကိုကတော့လောလောဆယ်ဒီဟာကတော့ဝင်ပြီးတော့တွဲလာခဲ့ရမှာဘာလို့ဆိုတော့သူတို့နှစ်ယောက်လည်းစုံပါပဲလေစုံပါပဲဆိုတော့ဒီဘက်ကိုအရှေ့လိုက်တိုင်းမယ်လောလောဆယ်ဆက်ထိုးပါမယ်နော်ပြီးမှဒီကြားထဲနဲ့ဒီဘက်နဲ့ကိုတစ်ခါထပ်တွဲမယ်နော်အဲဆိုလို့ရှိရင်ဒီနားတွေရောက်လို့ရှိရင်နှစ်ခေါက်တော့ဝင်ပေးပါနော်နှစ်ခေါက်ဝင်ပေးပါဆိုတာဘာလို့ပြောတာလဲဆိုတော့တစ်ခေါက်ထဲဝင်လို့ရှိရင်ပွားပွားကြီးဖြစ်နေမှာဆိုလို့နှစ်ခေါက်ဝင်ခိုင်းတာပါနော်ဒီမှာဒါဆိုရင်နောက်တစ်ခေါက်ပြန်ဝင်နေပေါ့နော်ဒီနေရာလေးတွေမှာလက်ရသေးသေးတက်ကလေးဖြစ်ဖို့လိုပါတယ်ဒီမှာဒီလိုပုံစံလေးပေါ့နော်အကြိုင်သူကဒီဘက်ကိုတစ်ခေါက်ပြန်ဝင်လိုက်မယ်နော်ဒီဘက်ကိုတစ်ခေါက်ပြန်ဝင်လိုက်မယ်ဝင်မယ်ဆိုတော့ဒီကနေဝင်လိုက်မယ်အဓိကလှနေပဲလှလဲလှမယ်ပြီးတော့ကိုထိုးထားတဲ့အိတ်ကလည်းခိုင်ခန့်မှုရှိဖို့အတွက်ကိုတနေရာရဲနဲ့အပြီးခြေမဲ့နေရာမှာ2နေရာလောက်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ပို့ပြီးတော့ခိုင်နေပေါ့အဲ့လိုပေါ့ဒါတော့ကိုအဆင်ပြေတယ်လို့လုပ်လို့ရတယ်ကိုမျက်လုံးထဲမှာလှရင်သူမျက်လုံးထဲမှာလည်းလှမှာပဲနော်ကိုမျက်လုံးထဲမှာအဆင်မပြေဘူးဆိုသူမျက်လုံးထဲမှာလည်းအဆင်မပြေဘူးဒါတော့ရှင်းပါတယ်အဲ့တော့ဒီမှတ်ချိတ်ဖြုံမယ်ဒီမှတ်ချိတ်ထဲကိုဝင်တော့မယ်ပေါ့နော်ဖုံမီနှစ်ခုစလုံးကိုတော့ပါအောင်တော့ထည့်ပေးပါဟောအရေးတဲ့ဒီလိုပုံစံလေးပေါ့နော်ညှိတာတော့ညှိတလားလို့နေနေကွယ်ဘာလို့ညှိမှန်းမသိဘူးတဲ့ဒီကိုရောက်ပြီနော်ဒီကိုရောက်ပြီဆိုရင်ဒီလိုပြန်ထိုးလိုက်မယ်ကျိုးကလေအရန်ရှည်ရှည်ကြီးဖြတ်ပြန်တော့လေအဲ့လိုပတ်ညိတယ်တိုးတိုးလေးဖြတ်ချင်လဲခဏခဏဆက်နေရတာလည်းမပြီးဘူးအဲ့တော့ဒီလိုလေးအဲဆိုရင်ဒါလေးကတော့အပေါက်မှန်မှန်လေးအတိုင်းပဲတပေါက်တစ်ချက်နဲ့ဆက်ပြီးတော့ထိုးလာခဲ့ပြီပါနော်ခုဆိုရင်လည်းခုနကတော့လိုပဲဒီထောင်းကိုပြန်ရောက်ပြီနော်ဒီထောင်းကိုပြန်ရောက်ပြီဆိုလဲခုနကတော့လိုပဲဒိုးတွေဆက်ထိုးမယ်ဒေါင်းနေရာလေးတွေရောက်လို့ရှိရင်
ဒီဘက်ကိုဆက်သွားမလားဒီဘက်ကိုဆက်သွားမလားကိုယ်စိတ်ကြရွေးချယ်လို့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဒီဘက်ကိုရောက်ပြီဒီဘက်ကိုရောက်ပြီဆိုရင်ပုံမှန်တိုင်းပဲထိုးလာလိုက်ပါပုံမှန်တိုင်းပဲထိုးလာလိုက်ပါခုနလိုပဲနော်သူ့အကွက်နဲ့သူ့အကြောင်းနဲ့သူပဲဟိုဘက်အကြောင်းဝင်ဒီဘက်အကြောင်းဝင်မထိုးပါနဲ့အဲဆိုဒီလိုလေးရရနော်ဒီလိုလေးဆိုရင်ဒါကဒေါင်းပေါက်မှုလို့ပြီးရင်နောက်တစ်ချက်လာအောင်ပါနော်အဲ့တော့ဒီဘက်ကိုဝင်မယ်ဝင်ပြီးတော့သူ့ရဲ့ line တူတဲ့ဟာကိုဒီဘက်ကိုပြန်ပြီးတော့ထိုးမယ်ပေါ့နော်အဲဒါဆိုဒီမှာနော်ဒီလိုပေါ့ဒီလိုလေးပေါ့ဒီလိုလေးဝင်ထိုးမယ်ဒါတို့တွေကဒီနားကဒေါင်းပေါက်မှုလို့နှစ်ခါပြန်သွားမယ်နော်နှစ်ခါပြန်သွားမယ်ဒါကလည်းဒီကိုတစ်ခေါက်ပြန်သွားမယ်ပြီးသွားရင်ဒီကလည်းဒီဘက်ကိုပြန်သွားမယ်ဒါဆိုဒီမှတ်ချိတ်ဖြုတ်ပြီနော်မှတ်ချိတ်ဖြုတ်ပြီဒါကလည်းဒီကိုပြန်သွားမယ်ဒေါင်းနေရာလေးတွေကိုဟာကြီးဖြစ်နေမှာဆိုလို့နှစ်ခေါက်ပြန်သွားတဲ့သဘောပဲနော်ဒီလိုပုံလေးပေါ့အဲဆိုရင်ဒီကောင်ကလည်းဒီကိုပြန်သွားမယ်နော်အဆင်ပြေတယ်လို့ထိုးလို့ရရင်တော့အဓိကတစ်ခေါက်တည်းမဟုတ်ဘဲနဲ့နှစ်ခေါက်ဝင်ပြီးထိုးခိုင်းတယ်ဆိုတာအဲ့နာမှာဟနေမှာဆိုလို့နော်အဲဆိုလို့ရှိရင်ဒီဘက်ထိပ်အထိအဲ့လိုထိုးမယ်ပြီးရင်ဒီဘက်တွေကိုပြန်သွားပြီးမှပြန်ထပ်ထိုးမယ်နော်အဲဆိုဒီဘက်ထိပ်ပြန်လာလိုက်တော့မယ်အခုဆိုရင်ဒီအပေါ်ရောက်ပြီပေါ့နော်ဒီအပေါ်ရောက်ပြီဆိုလို့ရှိလို့ရှိရင်ခြီကိုမဖြတ်လိုက်နဲ့နော်ခြီကိုမဖြတ်လိုက်ဖဲနဲ့ဒီဇစ်တက်ဖို့အတွက်ကိုတခါတည်းပဲနေရာချကြမယ်နေရာချမယ်ဆိုတော့ဒီကောင်ကလည်းသူနဲ့ကွက်တီယူထားတာဖြစ်တဲ့အတွက်ဒီမှာပေါ့နော်တို့အရင်ဆုံးမှတ်ချက်အရင်မှတ်လိုက်မယ်နော်မှတ်ချက်အရင်မှတ်ပြီးကမှပဲလိုက်ထိုးမယ်တော့ကြာနေစောင်းနေမှာဆိုလို့နော်အဲဆိုရင်ဒီမှာဒီထောင်းပေါက်က3ပေါက်ရှိတာကိုဒီဘက်ဘေးကိုအရင်မှတ်ချိတ်လိုက်မယ်မှတ်ချိတ်လိုက်မယ်ဒါတော့ဘယ်လိုပုံစံမျိုးနဲ့ချိတ်ရတယ်ဒါဆိုလဲဒီမှာဒါအလဲကောင်ပေါက်ဒါဒီဘေးပေါက်ပေါ့နော်ဒါဆိုရင်ဒီအလဲကောင်လေးကိုဒါတော့ဟိုပေါ့ယာယီပေါ့နော်ယာယီချိတ်ထားတာမှားမှာဆိုလို့ပြီးဒီဘက်ကိုဆိုရင်လည်းဒီလိုပဲဒီတစ်ခါတော့ဒီဒေါင်းဘက်ကိုချိတ်လိုက်မယ်ဒီဘက်မှာထိုးပြီးသားဖြစ်နေတော့အကျုံလေးဖြစ်နေတယ်ဆိုတော့ဒီကလည်းဒီတဒန်းဒီကိုဆိုတော့ဒါဒီတဒန်းရဲ့ဒီကိုပေါ့ဒါအကွက်ကလေးတွေကိုကြည့်ထိုးနော်ဟိုအတန်းလေးတွေညောင်းလေးတွေကိုလေကြည့်ထားနော်ဒီမှာဒါဆိုရင်ဒီအတန်းရဲ့ဒုတိယချိတ်ကိုချိတ်ထားအဲ့တော့သူကဒီမှာဒီတဒန်းပေါ့နော်ဒီတဒန်းရဲ့ဒီချိတ်ကိုချိတ်တယ်ပေါ့အဲ့လိုသဘောပေါ့နော်ဒါဆိုရင်လည်းဒီအတန်းရဲ့ဒီကိုချိတ်လိုက်မယ်ချိတ်မယ်ဆိုဒီကောင်ကလည်းဒီကိုချိတ်ရမယ်ပေါ့သဘောကတော့ဒီလိုပေါ့နော်ဒီလိုလေးရမယ်အိတ်ကအကျန်းထည်လေးတောင်ပြီးနေပြီနော်။တချမ်းကတော့တွဲပြီးသွားပြီတချမ်းကမတွဲရသေးဆိုပေမဲ့အကျန်းထည်လေးပြီးနေပြီနော်။ချစ်စရာလေးတော်တော်လှမယ်ဒီအိတ်ကလေးကဒီမှာဒါလေးဆိုဘေးဘက်ကလေးပေါ့နော်။ဒါလေးကဒီပုံစံလေးသွားမယ်ပေါ့။လေးသွားမယ်။ဒီကိုခါနဲ့ကိုကတော့ကြိုက်ပြီးပီတီတွေဖြာနေရောပဲ။ရန်နေကြိုက်နေတယ်။စစ်ကမတွဲရသေးတော့ဒီမှာမညီသေးဘူး။တွဲပြီးကမှသူကဆွဲလို့ကောင်းမှာ။အဲဆိုဒီနားကြီးကမစိသေးဘူး။ဒါဆိုရင်ဒါဆိုတို့တွေခုနကတော့လိုပဲဆက်တွဲမယ်နော်တို့ဒီနေရာလေးမှာတော့နှစ်ခုလောက်ဝင်ပြီးတော့တွဲလာခဲ့နော်ဒီနားလေးကစစ်လေးဖြစ်သွားအောင်လို့ပေါ့နော်အဲဆိုလို့ရှိရင်တို့ဒီဆက်တွဲကြမယ်ဒီဘိုင်းနေမပြလည်းရပြီနော်မပြလည်းရပြီဆိုတာဒီနားကနေတွဲမယ်ဒီဘက်ကိုရောက်မယ်ပြီးရင်ဒီဘက်ကိုဆက်တွဲလာမယ်ဒီဘက်ကိုဆက်တွဲမယ်ဒီလိုတွဲမယ်ဒီကြားတွေလည်းဝင်မယ်โอเคနော်ဒါဆိုရင်အိတ်ကလေးပြီးမှတစ်ခေါက်ပြန်ပြမယ်ရန်နေလှတော့ပြောနေပြီကဲအခုဆိုရင်တော့အိတ်ကလေးကလှလှပပလေးနဲ့ပြီးသွားပြီပေါ့နော်ဒါတော့ချစ်ဖို့ကောင်းတာလေကြည့်လိုက်ပါဦးနော်ဒီမှာစစ်စွဲလေးဆိုလို့ရှိရင်လည်းဒီလိုပုံစံလေးအတွင်းထဲမှာဒီလိုမျိုးလေးပေါ့နော်လိုလေးရှိမယ်အထဲမှာပစ္စည်းမရှိတဲ့ခါကျတော့နည်းနည်းတော့ဟိုပါဖြစ်တာပေါ့နော်ပေါ့လက်ကလေးဖြစ်တာပေါ့လိုလေးဖြစ်မယ်မတေချာစဉ်းစားနေတဲ့ဂျားတွေကလေဘာကြံခဲ့တယ်အောင်မေးလဲဒီမှာ handmade ခလုတ်တန်းလေးတက်ဖို့မိကြံခဲ့တယ်နော်ဒါပေမဲ့ဒီဟာတွေကတော့တက်ဖို့လွယ်ပါတယ်ဒီလိုလေးပြန်တက်လိုက်မယ်ခလုတ်တန်းလေးကိုအလဲကောင်ကြကြလေးပေါ့နော်အလဲကောင်ကြကြလေးဆိုအလဲကောင်လေးတန်းအောင်ပြောတာပါဒီလိုလေးထိုးထည့်လိုက်မယ်ထိုးထည့်လိုက်မယ်ဖြည်းတော့လုံးနော်ဒီဘက်မှာကပြင်စားရခံထားသေးတယ်နည်းနည်းလေးကွေးမယ်ဒီဘက်ကွေးလိုက်ဒီလိုပဲညုံပြအရေးတဲ့ဒီကောင်လည်းနေစောင်းနေညုံခဏလေးနော်ကိုစဟမိတ်တန်လေးတက်မယ်ပေါ့နော်ဟမိတ်တန်လေးတက်မယ်ဆိုတော့အလဲကောင်ကြကြလေးကိုထည့်ပြီးတော့တက်မယ်အလဲကောင်ကြကြလေးပေါ့နော်ဒီဘက်မှာဖော့ရှိတဲ့အတွက်နည်းနည်းလေးတော့ထိပြီးတက်ပြီနော်ဒီလိုလေးနည်းနည်းချင်းစီဒီဘက်ကဟိုခလုတ်ကလေးကိုနည်းနည်းချင်းစီဖိပြီးဝင်ပြီးတော့တက်ပေးပါခုဆိုရင်တော့ဒီလိုပုံစံလေးရပြီကဲဘယ်လောက်ချစ်ဖို့ကောင်းတာလဲအဲ့ဒီလေးကိုကြည့်လိုက်ပါအောင်နော်ကဲအားလုံးပဲအဆင်ပြေကြပါစေရှင်မလဲတဲ့အစိပ်ပိုင်းလေးရှင်လဲလာမိလို့ရတယ်နော်ဟိုဟာ group ထဲမှာပဲမေးဟိုဘယ်လိုပြောမလဲတယောက်ချင်းစီပဲမေးလို့ရတယ်နော်က
ကဲအားလုံးအများကြီးကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲအဆင်ပြေကြပါစေနော်